အလုံးမင်္ဂလာပါအမျိုးတို့ရေအခုပေါ်လန်ဒီယာလောက်ပြီးပြန်လာတယ်ဂရင်းကန်းရှောင်းမဲ့လူတွေအတွက်ရှင်းနေနဲ့တွေ့တော့ဘာသာပြန်ရတာပေါ့နော်ဘာသာပြန်ပြီးတော့ပြန်လာပါတယ်ဆိုတော့သွားရင်းနဲ့ဒီကျမကိုမေးထားတဲ့လူတွေလည်းရှိတယ်လေမေးထားတဲ့လူတွေဆို comment ဖေးထားတာပေါ့နော်တချို့ဟာတွေကထပ်ပြီးတော့ထပ်ဖြည့်ရမယ်လို့ထင်ပါတယ်တချို့ဟာကြတော့လဲကျမဖြည့်လို့မရသေးတဲ့အရာတွေလည်းနားလည်လိမ့်မယ်လို့ထင်ပါတယ်ကျမပြောလို့ရတဲ့လောက်ပြောထားတယ်ပေါ့နော်ဒီတကယ်ဆိုရင်ဟိတ်တော်ဦးကိစ္စကကျမတီးတဲ့လောက်ကိုပြောလို့ရတဲ့လောက်ကိုကျမပြောထုတ်ထားပြီးသားကြံတဲ့ကိစ္စကကြံတဲ့လူတွေကလှုပ်သွားရမယ်ကိစ္စဖြစ်တယ်ဆိုတော့ဒီတက်မဟာခွန်ဌာနချုပ်၄ဝါရဲ့လေးဝါပေါ့နော်ပြီးရင်ဂလော်ခီလာလို့လည်းခေါ်တယ်နော်အဲ့ဒီမှာဆိုအဲ့ဒီ data တွေကလူတွေတော့ပိုသိပါတယ်အဲ့ဒီတနေရာနဲ့တနေရာသွားဖို့ဒီအိမ်အိမ်နဲ့ဟိုဘက်အိမ်ပြင်900လောက်သွားဖို့တော့မှအဲ့ဒီ data လူတွေခွင့်ပြုချက်မရှိရင်သွားလို့မရအောင်အဲ့ချိန်တော့ဆိုကိုဗစ်ရှိတော့ပိုဆိုးတာပေါ့နော်ကိုဗစ်ရှိတော့သူတို့ကိုဗစ်တားဆီးရေးဂိတ်တွေချထားတယ်2021ထိကကိုဗစ်ကရှိသေးတာဟုတ်ဆိုတော့ဒါကကျမကပြောလို့ရတဲ့လောက်ပြောထားပြီးသားကျမတင်ထားတဲ့ဓာတ်ပုံကနောက်ဆုံးရဲမင်းနဲ့ဟင်းတော်ဦးနဲ့တွေ့တဲ့ပုံကဘယ်သူမှမရှိဘူးဒီရဲမင်းရဲ့တပည့်ကတော်တာလို့ပြောရမယ်ရဲမင်းတပည့်ကတော်တယ်ဘာဘာရဲမင်းတပည့်မဟုတ်ပါဘူး sorry ဟင်းတော်ဦးတပည့်မင်းကတော်တယ်လို့ပြောရမယ်သူတော်လို့ဒီမှတ်တမ်းရတာသူမတော်ဘူးဆိုရင်နောက်ဆုံးဘယ်သူနဲ့တွေ့တယ်ဆိုတာကိုလည်းကျမတို့ကသိမှာမဟုတ်ဘူးကျမတို့3-4ယောက်တော့သိတာပေါ့နော်ဒီကိစ္စကိုတယောက်ကတော့အဲ့ဒီထဲမှာပဲနေတဲ့အတွက်ကြောင့်မို့လို့အဲ့ဒီဒေတာမှာပဲနေတဲ့အတွက်ကြောင့်မို့လို့ပြောလို့မရဘူးအဲ့ဒီတယောက်မှလည်းသူနောက်ပိုင်းသူရှင်းရမယ့်ကိစ္စတွေရှိတယ်သူမတရားလူခွေရချုပ်ဖောက်ထားတဲ့ဟာတွေမတရားဆွဆွဲထားတဲ့ဟာတွေလည်းရှိတဲ့ခါကြတော့သူလည်းအခုချိန်မှာလုံခြုံရေးရသူကဆက်မပြေတော့အတွက်ကြောင့်မို့လို့မပြောဘူးပေါ့နော်ကျမတော်မှကျမမျိုးသားကဘန်ကောက်ရောက်မှကျမပြောတာလွန်ခဲ့တဲ့နှစ်ကမှပြောတာပေါ့နော်ဘာကြောင့်ဆိုတော့ကျမတို့သားမီးကအရင်လာလိုက်တာဟုတ်အစတော့ကတော့ကျမနိုင်ငံခြားကိုလာဖို့စီစဉ်ထားမှမရှိဘူးမဲဆောက်မှာပဲနိုင်ငံရေးပြန်လုပ်မယ်ပေါ့နော်မဲဆောက်နဲ့ချင်းမိုင်ပေါ့ရင်တော့ကကိုလုပ်ခဲ့တဲ့2000အဲ့ဒီပေါ့နော်ဒီအင်ဒီလက်ထက်ဆိုရရတာဆိုရလက်ထက်မှာကျမတို့ကပြောင်းသွားတာကိုပြည်တွင်ထဲကိုပြောင်းသွားတယ်ရင်တော့ကကြတော့ကျမတို့ကနေဆက်မှာရက်တည်တယ်လှုပ်ရှားတယ်လက်တည်တယ်ဆိုတော့အဲ့လိုမျိုးပဲထင်ခဲ့တဲ့အတွက်ကြောင့်မို့လို့ကျမကဒီနေဆက်မှာနိုင်ငံရေးဆက်လုပ်မယ်ပေါ့လေနော်အဲ့လိုမျိုးနေတယ်ဒါမဲ့နေရင်းနဲ့အဲ့ဒီရဲ့ပြဿနာတွေမှာကဒီထိုင်းကလည်းလုံးဝဝင်မခံဘူးဝင်မခံတဲ့အပြင်ကျမတို့တရားမဝင်နဲ့နေရမှာအဲ့ဆိုကို့မှာခလေးရှိတယ်ဆိုရင်ဆေးကူဖို့တောင်မှခက်ခဲရှိတယ်ပြကြမ်းမရေးကိစ္စတစ်ခုဆိုကျမခလေးစာစိတ်သိတဲ့ခါကြတော့စာစိတ်သိတာတကယ်ဆိုကျမရမ်းလုံးနေလို့လည်းပါတယ်လောက်ရမ်းလုံးနေတော့အဲ့ဒီခလေးကိုကျွေးထားတယ်ပြီးတော့ကျမက online စီဝေးတွေတက်ရတယ်လုပ်နေတဲ့ခါကျတော့ research တွေလုပ်နေတာပေါ့နော်ကိုကလည်းထန်းလိုင်းနဲ့လုပ်ရတဲ့အလုပ်ဆိုမပြီးရင်ဆက်မပြေတဲ့ခါကျတော့လုပ်နေတယ်အဲ့ဒီကလေးကကျမရှင်းမှာပဲသူကြက်သားကိုကြက်ကြော်ကိုအဲ့ဒီငရုတ်စီဘူးထုတ်ပြီးတော့မှစားနေတာအဲ့ဒီငရုတ်စီဘူးကဒိတ်လောင်နေတယ်ဆိုတာနောက်မှသိတယ်ကလေးဖြစ်ပြီးမှကျမကကြည့်ဖြစ်တယ်ပေါ့နော်ဆက်ချင်းကတော့မကြည့်ဖြစ်ဘူးပေါ့ကျဆိုကျမတို့အဲ့ဒီတလနတ်ဈေးပေါ့နတ်ဈေးလို့ခေါ်တာပေါ့အဲ့ဒီဈေးတွေမှာခေါ်ထားတဲ့ဝယ်ထားတဲ့ခါကျတော့အစဝယ်တော့မှဒိတ်ကလွန်နေပြီဖြစ်မယ်ကြည့်ရတာအဲ့ဒါနဲ့ကျမကနောက်မှအသိတော့ကလေးတညလုံးဝမ်းသွားပြီးတော့မှဘလို့မှမဖြစ်တော့မှကျမကဒီ Mass International ဆေးရုံမှာသွားကူရတာပေါ့နော်သွားကူရတဲ့ခါကျတော့ပတ်စံအရန်ကုန်သွားတယ်အဲ့ဒီမှာဘာလို့ဆိုတော့ကျမတို့ကထိုင်းလက်မမရှိတော့သွားလို့လည်းမရဘူးတိတ်လည်းဆက်မပြေဘူးပေါ့နော်လို့သမားလည်းမဟုတ်တော့ခုမှလည်းဝင်လာတယ်ကိုဗစ်ကလည်းသူတို့ကတားစစ်တယ်ဆိုတော့သွားလို့မရတဲ့ခါကျတော့စိတ်တက်ကြပြီးတော့မရတော့ဘူးဒီခါတော့သွားမှရမယ်ဆိုပြီးတော့ကျမကအဲ့လိုမျိုးဆုံးဖြတ်တာစတော့မှကျမရောကျမမျိုးသားရောမလာဘူးကျမတို့ကတော်လှန်ရေးပြန်လုပ်မယ်ကျမလည်းဒီလိုမျိုးနိုင်ငံခြားထွက်သွားရမှာကိုအရန်ကိုရှက်တယ်ပေါ့နော်အဲ့လိုမျိုးကျမယောက်ျားဆိုပို့ဆိုးတယ်ကျမမျိုးသားဆိုရင် तू ကပို့ရှက်သေးတယ်ကျမတဲ့တော်လှန်ရေးကနှစ်နှစ်နဲ့အောင်မယ်ပေါ့ဖြစ်တယ်ညဖြစ်တယ် तू ကလည်းအဲ့လိုမျိုးလေကျမပြောတယ်အဲ့လိုနဲ့မအောင်ဘူးမြန်ဘူးဒါတော့အများကြီး
စဉ်းစားရမယ်ပေါ့ရေရှည်ဒီတိုင်းလို့မရဘူးခလေးရှိတဲ့ခါကျတော့ခလေးရဲ့ပညာရေးကျမ်းမာရေးအကုန်လုံးဟိုစားရထွက်တွက်ရမယ်ပေါ့နော်လူပြိုလူလို့တွေတော့ကိုကကြက်တယ်လို့နေလို့ရတယ်လေတောထဲမှာဆိုရင်လည်းနေလို့ရတယ်ဒါပေမဲ့ခလေးတက်ရှိတဲ့ခါကျတော့နေလို့မရဘူးအဲ့လိုပြောရင်ခလေးကိုအကြောင်းပြရလို့ပြောမယ်အဲ့ဒါခလေးရှိတဲ့လူတွေပဲသိတယ်ခလေးရှိတဲ့လူတွေသိလိုက်မယ်မိဘဆိုင်ရှိတဲ့လူတွေသိလိုက်မယ်ပေါ့နော်မိခင်ဖြစ်တယ်လို့ကျွန်မမပြောလို့ဘူးမိဘဆိုင်ရှိတဲ့လူတွေဖြစ်လိုက်မယ်အဲ့လိုမျိုးဆိုတော့အဲ့ဒါနဲ့ကျွန်မတို့ကလည်းဘယ်လိုပြောမလဲဒီလိုမျိုးထောက်ဖို့ပဲအလုပ်နေတယ်ဆိုရင်ထောက်ဖို့ကတချို့ကြာလာတဲ့ခါကျတော့ကိုကအိတ်ဆက်ရတာများတဲ့ခါကျတော့ဆက်မပြေတော့ဘူးလေမရက်တည်နိုင်တော့ဘူးလေမရက်တည်နိုင်တဲ့ခါကျတော့သွားမယ်သွားပြီးတော့မှဒီကနေပြီးတော့မြို့သားကိုပြန်ပြီးတော့ထောက်ပတ်မယ်ပေါ့မြို့သားတော့ပြန်ပြီးတော့တော်လှန်ရေးတက်မှလုပ်မယ်ပေါ့အဲ့လိုမျိုးဒါပေမဲ့ဒီရောက်တော့လည်းတခါခက်ခဲပြန်ရှိတဲ့ခါကျတော့ကျမတို့ကမြို့သားကိုပါထပ်ခေါ်လိုက်ရတာပေါ့နော်ဒီလိုမျိုးတော့ရှိတယ်စခဲ့တဲ့ကျမရဲ့ဘိုင်းအိုရေးခဲ့တဲ့ကတန်ရုံကပြောတယ်မြို့သားနဲ့မိသားစုကိုခေါ်ပေါ့နော်အမေလည်းခေါ်ပေါ့အဲ့ဒါအမေလည်းခေါ်လို့မရမြို့သားလည်းခေါ်လို့မရအဲ့နဲ့ရှိပါစေတော့ပြီးငါတယောက်တည်းပဲသွားတော့မယ်ဆိုပြီးတော့မှလာလိုက်တာပေါ့အဲ့ဒါနဲ့မြို့သားလည်းအဲ့ဒီမှာဖြစ်ချင်တော့ကင်းညူဘုံမှုတယောက်အိမ်မှာတက်နေနေတာဘာလို့သူတို့ခင်ကြရလဲဘာလို့ဆိုမြို့သားလည်းအဲ့ဒီမှာတူတူလို့ကြတော့သူတို့ခင်ကြတယ်ဘာလို့ဆိုမြို့သားလည်းအဲ့ဒီဟိုဟာဖြစ်တဲ့ခါကျတော့တဲ့ရင်ခါကျမစကားပြောလို့မရဘူးဆိုတော့ဆိုမျိုးသားညနာထောက်နေရတာပေါ့နော်ဘာလို့ဆိုတော့ဟိုသူများအရေးမှလည်းသွားနေရသေးတဲ့ခါကျတော့ကိုပြောတဲ့စကားတွေကဟိုကျေးဇူးကမ်းတယ်လို့စော်ကားတယ်လို့လည်းဖြစ်မှာစိတ်ပူရသေးတယ်အဲ့နဲ့ဟိုကျေးဇူးကမ်းကလည်းမဟုတ်ဘူးစော်ကားကလည်းမဟုတ်ဘူးဒါပေမဲ့မှတ်တရားတော့ဟိုပါပေါ့ဒီတရားမှတ်တတ်မှုကတော့ဟိုရှိရမယ်ပေါ့နော်လူတယောက်ပြီးစလို့အဲ့လိုမျိုးတတ်လို့မရဘူးအဲ့လိုမျိုးပြောလို့ကျွန်မကဒီကင်းညူကဘာလို့ပါဝင်ပတ်သက်ရလဲဆိုတော့ကင်းညူနယ်မြေမှာဖြစ်တာကိုကင်းညူနယ်မြေမှာဖြစ်တဲ့ခါကျတော့ကင်းညူလို့ပြောရမှာပေါ့တကယ်လို့အေးနယ်မြေမှာဖြစ်ရင်အေးနာမည်ပါမှာပေါ့တကယ်လို့ KIA နာမည်ဒေသမှာဖြစ်ရင် KIA ထိချုပ်တဲ့ကိစ္စတွေပါမှာပေါ့အခုကတော့ကင်းညူနယ်မြေဆိုတော့ကျွန်မတို့ကလည်းပါဝင်ပတ်သက်ရတာပေါ့ဘာလို့ဆိုတော့တက်မဟာခွန်ကအဲ့ဒီချိန်တော့လုံးဝမတိုက်ဘူးလေသူက CNA NCA လမ်းကြောင်း nationwide ceasefire ဒီလမ်းကြောင်းနဲ့ပဲသွားမယ်အဲ့လိုမျိုးတွေဖြစ်တဲ့ခါကျတော့ဟိုတက်လာတဲ့ဒီသူတို့ရဲ့ဟိုခေါင်းဆောင်တယောက်တည်သွားတယ်လေအဲ့ဒီမှာတည်သွားတဲ့ခါကျတော့ကျွန်မအရင်ဗီဒီယိုတွေမှာပြောတယ်တက်လာတဲ့ဟာစစ်ခွေးကဒီကရင်ပြည်နယ်ရဲ့နဝလုံးကြီးတို့စောချစ်သူတို့အမလေးသူတို့ကားတွေပေါ်တွေမှာတခါတည်းမြောက်တွေဘာတွေပုံစံမျိုးနဲ့အကြီးကြီးတွေနဲ့အဲ့လိုမျိုးတွေတက်လာတယ်တက်လာကျွန်မတို့ CDM စခန်းကိုဖြတ်တယ်ပြီးတော့မှသူတို့တွေလာတဲ့ခါကျရင်ဘယ်လိုပြောမလဲကကွယ်မရှိတယ်လို့ခံစားရလေအဲ့လိုမျိုးကြီးပေါ်တင်တက်တဲ့ခါကျပြီးရင်ပေါ်ကလည်းတခါထိုင်းရလည်းလေချောင်းကလည်းတခါအဲ့ဟိုနေစားမှဒီထိုင်းဘက်ကကင်းထောက်ဆိုတဲ့လေချောင်းကလည်းသွားနေတယ်အဲ့ဒီဟာကလည်းသူတို့ကသိတယ်လေဘယ်နားမှာဘာဆအောင်ရှိတယ်ဘယ်နားမှာတော့လူပဲလောက်ရှိလဲအဲ့လိုမျိုးတွေကိုသူတို့ကယူတာအဲ့ထိုင်းရလည်းတခါဗမာဘက်ကိုဒီစကစဘက်ကိုသတင်းချက်လက်တွေပေးတာအဲ့လိုမျိုးဆိုတော့ဟိုကြာလာတော့ခါကြတော့မလုံခြုံဘူးပြီးရင်အဲ့ဒီတခြားနေရာတွေမှာမတိုက်ဘူးဆိုပေမဲ့တိုက်နေတယ်ပေါ့နော်ကင်းညူဒေတာမှာမတိုက်ဘူးဆိုပေမဲ့ DCDN စခန်းမှာဟင်းတော်ဦးကရှိနေတယ်ဟင်းတော်ဦးမိသားစုလည်းရှိနေတယ်လို့သိရင်ကျမတက်လည်းတူတူနေတဲ့ခါကြတော့အဲ့လိုမျိုးဟိုစခတွေကဘုံလာမချဘူးလို့လည်းမပြောနိုင်ဘူးလေသူတို့ကလုံနေကြပဲလူသူတို့စီမှာစီးဆိုတာလည်းမရှိဘူးဘောင်ဆိုတာလည်းမရှိဘူးဂတိဆိုတာမရှိဘူးစခစီမှာလေတမိုင်းကိုပြန်ကြည့်ရင်ခင်ညော့ကတဲ့ကဘယ်လက်ခက်ကတဲ့ကတိုင်းရင်ဒါ ERO တွေကအများတန်းခံရတာပဲအများတန်းလိန်ခံရတယ်အများတန်းလိန်စားခံရတယ်တစ်ဖက်ကဟိုဖြစ်တယ်ဘူကြဟိုကလင်ကကြစ်ကြဂတိဖြက်အဲ့လိုမျိုးတွေခံရတဲ့ခါကျတော့ကိုကဒါတွေပြီးတဲ့ခါကျတော့မရတော့ဘူးမိုးမကြခင်ပေါ့နော်မိုးတွင်းတွင်းတော့နေလိုက်သေးတယ်ကျမနောက်မိုးကြမကြခင်တော့